Robert Pattinson ရဲ့နောက်ထပ်ရုပ်ရှင်ကားတစ်ကားအရန်စိတ်ဝင်စားဖို့ကောင်းတယ်ရုပ်ရှင်မင်းသားထဲမှာကျွန်တော် Robert Pattinson ရဲ့ဒီ trajectory ပေါ့နော်သူသွားတဲ့ career stop တွေကိုကျွန်တော်တော်တော်စိတ်ဝင်စားတယ်စစချင်းသူ့ကိုသတိထားမိတာ Twilight မှာ Twilight series ပေါ့နော် Twilight saga မှာစသတိထားမိတယ်အဲ့ဒီတိုင်ကကျွန်တော် Harry Potter မှာတွေ့တယ်သတိထားမိတယ်နောက်ပိုင်းကျတော့သူ Twilight saga ပြီးတော့ခဏပျောက်သွားတယ်အဲ့လိုပျောက်သွားတာသူက Z တွေယူရင်းနေတာသိလားဘာလို့ Twilight ကရတဲ့ပတ်စံနဲ့သူကအေးဆေးထိုင်စားလို့ရနေတဲ့အချိန်မှာသူရိုက်မဲ့နောက်ကားတွေကိုသူက artistic vision ကိုဦးစားပေးပြီးရိုက်တဲ့ director တွေနဲ့တောက်လျှောက်လက်တွဲပြီးရိုက်တယ်။ကြားထဲမှာသူ့ရဲ့ဒီဘယ်လိုပြောမလဲ filmography အစအဆုံးတော့မပြောတော့ကျွန်တော်ထပ်ပြီးသတိထားမိတာကျတော့ The Lighthouse မှာသတိထားမိတယ် The Lighthouse ကားမှာအရန်မိုက်တယ်သူတရုပ်ဆောင်တာနော်။ Willem Dafoe နဲ့ရိုက်ထားတာအရန်ကောင်းတာပဲ။ပြီးတော့နောက်တစ်ခါကျတော့ကျွန်တော် The Drama မှာအရန်ကြိုက်တယ်သူနဲ့ဇန်တရားနဲ့တရုပ်ဆောင်တာအရန်ကောင်းတယ်အဲ့ကားကြောင့်ကျွန်တော်ပြီးရင်တတ်ပြပြမယ်အရန်ကြိုက်တယ်ကျွန်တော်ပြီးတော့ Mickey 17က Mickey 47ကကျွန်တော်ရောပါတယ်အဲ့ Mickey ကားမှာလည်းသူတရုပ်ဆောင်တာမစိုးကောင်းတယ်ပြီးတော့ The Odyssey အဲ့ဒီမှာ Antonius အဖြစ်တရုပ်ဆောင်တာအရန်အောင်မိုက်တယ်အရန်အောင်မိုက်တယ်အခုသူ့ရဲ့ကားအသစ်ကိုပြီးခဲ့တဲ့နေ့က trailer ကြည့်လိုက်ရတယ် prime time ဆိုတဲ့ကားအဲ့ကားက teaser trailer ထွက်တာ9လလောက်ရှိပြီအခုကတကယ် full trailer ထွက်တာပေါ့နော်အဲ့ဒီကားကတကယ်စိတ်ဝင်စားဖို့ကောင်းတယ်နံပါတ်1က A24 ရိုက်တာ A24 ရိုက်တဲ့ကားတွေဟာအရန်ကိုတင်ပြပုံကအရန်မိုက်တယ်ကျွန်တော်အရန်ကြိုက်တယ်ကျွန်တော် A24 လို့ production မျိုးတနေ့ကျရင်ပိုင်နေတယ်ဗျာသိလားအရန်ကိုကြိုက်တာ A24 ကျွန်တော်ရဲ့ role model တွေ anyway အဲ့ဒီကားရဲ့အကြောင်းကျွန်တော်နည်းနည်းပြပြမယ်မြန်မာပရိသတ်နဲ့နည်းနည်းစိမ့်နေမယ် prime time ဆိုတာကြတော့ကျွန်တော်တို့ဒီ network TV kit ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဟိုလူကြီးအများဆုံးချိန်ဟို8နာရီသတင်းတော့ပါလို့မျိုးပေါ့နော်ဆိုတော့ဒီမှာကြတော့9နာရီည9နာရီပေါ့နော် 9pm slot က prime time လို့ခေါ်တယ်လူကြီးအများဆုံးချိန်အဲ့ဒါကိုနာမည်ပေးထားတာဆိုတော့ဒီကားကဘာလို့ရှိခံထားရလဲဆိုတော့ကျွန်တော်တို့ MBC ဆိုတဲ့ရုပ်ရှင်စတူဒီယိုရှိတယ်အဲ့ network ကြီးမှာသူက Dateline ဆိုတဲ့အစီအစဉ်ရှိတယ် DATLINE Dateline MBC အဲ့ဒီဟာရဲ့အခွဲဖြစ်တယ်သူက program လေးတစ်ခုပေါ့နော်အဲ့ program ကနာမည် To Catch a Predator လို့ခေါ်တယ် To Catch a Predator ဆိုတာဒီမှာဆိုလို့ရှိရင်တက်ငယ်မရင်းသမားပေါ့နော်အဲ့လိုပဲပြောရမှာပေါ့ကိုယ့်ထက်ဟိုဒီအရွယ်မရောက်သေးတဲ့ main ကလေးတွေကိုဒါမှမဟုတ်ယောက်ျားလေးတွေကိုလိုက်ပြီးတော့အဲ့လိုဟိုတားကောင်အဖြစ်လိုက်လုပ်တဲ့အဲ့လိုလိမ်မို့ဆိုးတွေပေါ့လေအဲ့လိုပဲပြောရမှာပေါ့နော်အဲ့ဒါကို Predator လို့ခေါ်တယ်ဆိုတော့သူကဒီ show ကအသက်မပြည့်သေးတဲ့ကလေးအဖြစ်ဟိုဒီကွိုင်ကတရုပ်ဆောင်တယ်ဗျာသိလားတရုပ်ဆောင်ပြီးတော့သူကထောင်ဖမ်းတာပေါ့ sting operation လို့ခေါ်တယ်ဗျာသိလားအဲ့ show တစ်ခုလုံးဦးစီးတာကြတော့ Chris Hansen ဆိုတဲ့လူသိလားသပင်အဖြူရောင်နဲ့အဲ့လူက smart လည်းကြားတယ်ဗျာသိလားသူကကြတော့အဲ့ဒီ series ရဲ့ executive producer လည်းဖြစ်တယ် host လည်းဖြစ်တယ်ပေါ့နော်သူတို့လောက်တာဒီလိုဗျာသူတို့ကဟိုမှာအိမ်တစ်လုံးကိုငှားလိုက်တယ်နော် rental house တွေငှားလိုက်တယ်ငှားပြီးအထက်မှာ camera တွေအများကြီးဆင်ထားတယ် hidden camera တွေပေါ့နော်ဆင်ထားပြီးတော့အဲ့အိမ်ထဲမှာ camera crew တွေလည်းရှိတယ်ပြီးတော့အဲ့အိမ်ရဲ့ဒီ garage ပေါ့နော်ကားတွေပါရက်တဲ့ garage ထဲမှာရဲတွေရှိတယ်ဒီအဲ့လိုမျိုးပြီးရင်တို့ကဒီအဲ့ဒီမတိုင်ခင်မှာဒီအိမ်ဒီ sting operation လုပ်မဲ့အိမ်အပြင်ဆင်ပြီးတဲ့အချိန်မှာတော့ဘာလုပ်လဲဆိုတော့အဲ့ဒီတပြိုင်နက်ထဲမှာပဲဒီသူတို့ suspect ဖြစ်တဲ့လူတွေပေါ့နော် online ပေါ်မှာဒီလိုလိမ်မို့ဆိုးတွေဖြစ်နာမည်ဟိုထွက်နေတဲ့လူတွေကိုသူတို့ကပြောရရင်ထောင်ဖမ်းတာဗျာဒီထောင်ဖမ်းတာအဲ့လိုထောင်ဖမ်းဖို့ကိုသူက Perverted Justice ဆိုတဲ့အဖွဲ့ကကူညီတယ်အဲ့အဖွဲ့မှာကျတော့အဲ့လို main ကလေးတွေလည်းပါယောက်ျားလေးတွေလည်းပါပေါ့နော်သူတို့ကအဲ့လို chat room တွေကနေတဆင့်အဲ့လိုလူတွေကိုသူတို့ကထောင်ဖမ်းတယ်ထောင်ဖမ်းတော့သူတို့ကိုသူတို့ဥမာ73နှစ်သမီးပါဘာညာပြောတယ်ပေါ့နော်အဲ့လိုပြောတယ်တချို့ကလည်း73နှစ်သားပါပြောတယ်ပြီးရင် chat တွေနဲ့စကားပြောတယ်ကြားဖြန့်လို့ပုံစံမျိုးပဲလိန်တာတော့မဟုတ်ဘူးဗျာဒါထောင်ဖမ်းတဲ့ကြားဖြန့်ပေါ့နော်အဲ့လိုပဲပြောရမှာပေါ့အဲ့ဒီမှာအဲ့လိုအဲ့ဒါတွေကိုသူတို့ပြောတာတွေကိုယုံပြီးတော့သူတို့ချိန်တဲ့နေရာကိုနောက်ဆုံးရောက်လာလို့ရှိရင်အဲ့ဒီအိမ်ဖြစ်နေအဲ့ဒီအိမ်ကတစ်လုံးတော့မဟုတ်ဘူးပေါ့နော်ရှိတာပေါ့တခြားအိမ်လည်းရှိရပေါ့ဆိုတော့အဲ့လိုရောက်လာတဲ့ခါကျလို့ရှိရင်ဒါသူတို့ခွင်ထဲရောက်သွားပြီကင်မရာရတောက်လျှောက်ရိုက်ထားတာဆိုတော့အဲ့ဒီအချိန်မှာဘယ်လိုလဲဆိုတော့ခုနသူတို့ကအဲ့အိမ်ထဲဝင်လာပြီဆိုလို့ရှိရင်အဲ့လူကိုစီးကြိုနေတာကြတော့အဲ့သူတို့နဲ့ချက်ထားတဲ့ကောင်မလေးဒါမှမဟုတ်လည်းကောင်းလေးအဲ့ဒါလည်းသူတို့တကယ်တော့အသက်မပြည့်တဲ့ကလေးမဟုတ်ဘူးအသက်19လို့18လို့ရှိပြီဖြစ်တဲ့theater student တွေတရုပ်ဆောင်ပေါက်စားလေးပေါ့နော်
သူတို့ကနေပြီးတော့အဲခံစကားပြောပြီးတော့ဟိုကဖတ်မယ်ပြုမယ်ဘာညာလုပ်တဲ့ခါကျတော့ရှင်အပေါ့သွားလိုက်အောင်မယ်လို့နောက်ဖိခဏဝင်လိုက်အောင်မယ်ဆိုပြီးလက်ခနဲ့ပြောက်သွားပြီးတော့အဲ့အချိန်မှာခုန Chris Hansen ကြီးကဝင်လာခန်းတယ်ကိုသိလားဟိုကောင်တွေကပတ်ပင်းတိုးတာပေါ့နော်ခုနဟို Predator တွေကပတ်ပင်းတိုးပြီးတော့ဘယ်သူလဲဘာလဲဖြစ်ကုန်တာပါအဲ့ဟာပြောရရင်မြန်မာလိုဆိုရင်တော့ပွဲပေါ့ဗျာသိလားတကယ် reality show မှာပွဲအကြီးအဲ့လိုပွဲကြီးလုပ်တဲ့ဟာအဲ့ဒါက2004လောက်မှာစတာ2004 November မှာစတဲ့ series ပေါ့နော်အဲ့ series ကအရန်အောင်မြင်သွားတယ်အရန်အောင်မြင်တော့တစ်ချိန်မှာ2005 2006ရာသီမှာဆိုလို့ရှိရင်ဘယ်လောက်တောင်မှဖြစ်သွားလဲဆိုတော့ तू က10 million ကျော်လောက်ကြီး episode တစ်ခု viewership ကပြီးတော့အဲ့ဒီအချိန်မှာအရန်နာမည်ကြီးနေတဲ့ Lost ဆိုတဲ့ series အဲ့ Lost ဆိုတဲ့ series ထက်တော့လူကြည့်များပါတယ်အဲ့လောက်ကိုပေါက်တာကျွန်တော် YouTube မှာကြည့်ဘူးလေဗျာတိလား YouTube မှာတော်တော်များရှိရဲ့အဲ့ series ရဲ့ဟာတွေပေါ့နော်ဆိုတော့အဲ့ကြည့်လို့ကောင်းတယ်တော်တော်ဆွဲလန်းစီတယ်ဗျာတိလားအဲ့ဒါကျွန်တော်ကိုယ်တိုင်လည်း Predator တွေမုန်းတာဟုတ် Predator တွေမုန်းတယ်ပြီးတော့ဟိုအဲ့လိုတက်ငယ်မနေတော့ပါဘူးဆိုလည်းအရန်မုန်းတာကျွန်တော်ထင်တယ်အဲ့မကောင်းမှုတွေဒုစရိုက်နဲ့အဲ့လိုမျိုးဟိုဖြစ်တဲ့ဟာတွေမှာဆိုလို့ရှိရင်လူတွေအမုန်းဆိုတာမရင်းသမားတွေလို့ထင်တယ်မရင်းသမားတွေမှာတက်ငယ်မရင်းကအဆိုးဆုံးပဲပေါ့နော်တညီတညွတ်တဲ့အကုန်လုံးမုန်းတာဆိုတော့အဲ့လိုလူတွေကို line မှာပတ်ပေးမိပြီးတော့ကျွန်တော်တို့ဒီ TV ကနေ direct ကြည့်ရတဲ့ feeling ကြတော့ဒီကောင်တွေတုံလို့ကြောက်ချားနေကြည့်ပြီးတော့အားရတာပေါ့ဗျာကြည့်ရတယ်သိမှာကျွန်တော်ကြည့်ရ episode တစ်ခုမှဆိုလို့ရှိရင်အသက်82နှစ်အရွယ်အဖိုးကြီးကအသက်73နှစ်အရွယ်ကောင်မလေးနဲ့အဲ့73နှစ်ဆိုတာလည်းသိရနော် by the way အဲ့တရားခိုင်နေအကုန်လုံးကသိတယ်ဒီကောင်မလေးရဲ့အသက်ဘယ်လောက်ဆိုတာသိတယ်သိလားသိကိုသိတယ်သိအောင်လည်းသူတို့တမင်လောက်တာသိရဲ့ဟာကိုလည်းသူတို့ကြည့်မဆိုင်ဘူးအဲ့လိုမျိုးပေါ့နော်သူကလင်းရင်စားမယ်ဆိုရင်အကွက်တွေမှာသိလားဆိုတော့အဲ့အဖိုးကြီးဆိုအဲ့လိုမျိုးသူ73နှစ်ကောင်မလေးအသက်က58နှစ်လောက်กว่าကြားထဲမှာဆိုတော့အဲ့ဒါလေအဲ့အဖိုးရဲ့တက်ကြွနဲ့ရောက်လာပြီးတော့နောက်ဆုံးမိလည်းမိရောခြေလက်တွေတုံပြီးတော့လုံးဝသေးတာဟိုမျက်ရည်ပါမျက်ရည်ရောမကြောက်ချွေးစီးကြီးကြာပြီးတုံကြီးနဲ့အဖိုးကြီးအဲ့လိုမျိုးဟိုဖန်တစ်ချက်ကွဲသွားတာဟိုသိရမလားဆိုတော့အဲ့ကောင်မလေးကသူ့မိမထထောင်ငယ်သေးတယ်သူ့မိမက22နှစ်တဲ့အဲ့ကောင်မလေး73နှစ်ဘာညာတဲ့အဖိုးကြီးကပြောနေတယ်သိလား anyway အဲ့လိုမျိုး operation မှာသိလားဒါပေမဲ့အဲ့ဟာကအရန်အောင်မြင်တော့ညာလဲပဲ2004 November မှာစလိုက်ပြီမယ်2006 November ကျတော့ရက်လိုက်ရတယ်။ဘာကြောင့်ရက်လိုက်ရလဲဆိုတာ story ရှိတယ်သိလား။အရန်ကို tragedy တစ်ခုနဲ့နာမည်ကြီးသွားတဲ့ tragedy နဲ့ရက်လိုက်ရတာ။သူကဟိုဒီ show ကတဖြည်းဖြည်းနဲ့နာမည်ကြီးလာတယ်။သူတို့ဖန်တဲ့လူတွေကလည်းတဖြည်းဖြည်းနဲ့ profile တွေမြင့်လာတယ်။အဲ့ထက်မှာဆိုရင် Rabbi တောင်ပါတယ်။ Rabbi ဆိုတော့ကျွန်တော်တို့ Jew ဘုန်းကြီးပါတယ်။ပြီးရင်ကျွန်တော်လူငယ်တွေကိုစာသင်ပေးနေတဲ့ teacher tutor တွေပေါ့ Mac tutor တွေပါတယ်ပြီးတော့လို့ရှိရင်တကယ်ကျောင်းဆရာ Mac teacher တွေပါတယ်အဲ့လိုမျိုးတွေသိလားအဲ့လိုတွေကတကယ်တချို့ဆိုလို့ရှိရင်ယောက်ျားလေးကောင်လေး73နှစ်ဆိုလာကြည့်ရအဲ့ Mac tutor ဟို60ကျော်ကြီးပါတယ်သိရမလားလာကြည့်ရဆိုတာအဓိကအိမ်မှာ2ယောက်လည်းဒိတ်တဲ့သဘောပဲသိလားအဲ့လိုအဆင်ပြေကျုံးမယ်ဆိုရဟာမျိုးသိရမလားအဲ့လိုမျိုးတွေထားတာဆိုတော့တဖြည်းဖြည်းနဲ့ profile เนี่ยဟိုကမြင့်လာအဲ့ဒီမှာဒီ Texas မှာသူတို့အဲ့ sting operation run တဲ့ခါကျတော့အဲ့မှာကပြဿနာပါလဲဆိုဟိုသူတို့မိသွားတဲ့ဟာတကယ်ငါးကြီးလို့ဖြစ်သွားတယ်အဲ့မိရဲ့သူတို့ဒီတစ်ခေါက် hook လုပ်ထားတဲ့လူကဘာတူလဲဆိုတော့အဲ့ Texas ရဲ့ဒီ assistant DA district attorney အစိုးရရှိနေလက်ထောက်အစိုးရရှိနေပြောရလို့ရှိရင် तू ကတောက်လျှောက် criminal တွေတောက်လျှောက်အပြစ်ပေးတာတဲ့လူများသိလားအဲ့လူကအသက်50နဲ့58နှစ်လားမသိရှိပြီ။ तू ကသူ့ကိုယ်သူ line ပေါ်မှာ14နှစ်လား15နှစ်လားအဲ့လိုဟန်ဆောင်ပြီးတော့ तू ကပြောတယ် chat room တွေမှာ။ तू နဲ့ချိန်မိတဲ့လူကြောင့်ဖြစ်ရှင်တော့အဲ့ဒီသူတို့ရဲ့ဒီ perfect justice အဖွဲ့ရဲ့ဒီဟောပေါ့နော်73နှစ်အရွယ်ကောင်လေးတကယ်က73နှစ်အစ်မဟုတ်ပေါ့နော်သူတို့အဖွဲ့ဝင်တွေအကုန်လုံးဝိုင်းချက်ကြတာဆိုတော့အဲ့ကောင်လေးနဲ့ချက်မိတာပြောတော့ထုံးစံတိုင်းပေါ့နော်အဲ့လိုဆက်ချက်တွေပဲပြောရင်းနဲ့အဲ့လိုမျိုးတဖြည်းဖြည်းနဲ့စိုးလာတဲ့အခါကျတော့သူတို့ကအိမ်မိုင်ချိန်လိုက်တယ်ထုံးစံတိုင်းသူတို့ sting house ကိုချိန်တော့ဟိုလူကပထမတော့ပြောနေဖုန်းတွေပါလေပြောအဲ့ဖုန်း record တွေလည်းအကုန်ရှိတယ်ပြောပြီးတကယ်လည်းလာမင်းနေကြတော့အဲ့လူကမပေါ်လာတော့မပေါ်လာတယ်သူ့ chat တွေလည်းအကုန်ဖြတ်တယ်သူ့ account တွေလည်းဖြတ်တယ်ပေါ့နော်အဲ့လိုလုပ်တဲ့အခါကျတော့အဲ့မှာဇလန့်အဲ့မှာမပြီးပါဘူးအဲ့လိုလုပ်တဲ့အခါကျတော့ Chris Hansen နဲ့အဲ့ခုနအဖွဲ့တွေကဘယ်လိုလုပ်လဲဆိုတော့ရဲတွေအကြောင်းကြားတယ်ဒီလိုဖြစ်နေပြီသူကချိန်နေနေအောင်မလာဘူးဆိုတော့သူ့စီကိုငါတို့တွားပြီးဖမ်းမှရမယ်ဆိုပြီးပြောတော့အမှန်ဆိုဟိုလူကဒီလိုစာတွေပို့တယ်ဖုန်းတွေပြောရဲဆိုပေမဲ့ကာယကံမြောက်မကျူးလွန်ရသေးဘူးကျူးလွန်ဖို့နေအောင်လည်းမလာဘူးရှေ့ရ victim တွေအဲ့ဒီ victim ဆိုတာဒီ show နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်သူတို့ဒီတရားခံတွေကကြတော့အကုန်လုံးကချိန်နေနေအောင်လာတယ်
တကယ်လားဆိုတော့သူတို့ရဲ့ intent ပေါ်တယ်ဗျာသူတို့ကအဲ့လိုစိတ်ကြီးနဲ့လာတာပေါ့နော်ဒီပဲကြောင်မလာဘူးဗျအဲ့မှာအမျိုးမျိုးပြောကြအောင်တချို့ကပြောဒီကောင်သတင်းရသွားတာတင်မှာအဲ့လိုမျိုးပေါ့အဲ့လိုလည်းအမျိုးမျိုးပြောထားပါတော့မလာတော့ဘာလို့လဲဆိုတော့ तू ကသူ့ဒီရဲတွေရောဒီဟို NBC ကဒီသူတို့ရဲ့ To Catch a Predator ပေါ့နော်အဲ့အဖွဲ့သားတွေရောလိုက်ချသွားအဲ့အိမ်ကိုလိုက်ချသွားပြီးတော့တကားတွေပဲခောက်ဟိုကလည်းမဖွင့်ပေးဘူးတင်မှာအဲ့နောက်ဆုံးကျတော့ warrant တွေပါရအောင်ယူပြီးတော့ SWAT team မှာခေါ်ချတာအထူးတပ်ဖွဲ့ကြီးပါခေါ်ချလိုက် helicopter တွေပါနေပါရောက်တော့ပွဲတော်ကြီးဖြစ်သွားရှိမှာဖြစ်တော့အဲ့ဒါနောက်ဆုံးသူတို့တကားတွေပဲဖြတ်ပြီးဝင်သွားတော့အထက်ရောက်လဲရောက်တော့ဟိုသူတို့ဆွဆွဲထားတဲ့လူပေါ့နော်အဲ့ဘဲကသူ့နဲ့ထင်လို့သူတနက်နဲ့တေးပြီးပြစ်ချလိုက်ပေါ့အဲ့ဘဲမှာတနက်ရှိတယ်တနက်နဲ့တေးပြီးပြစ်ချလိုက်သူ့ကိုတက်သေးသွားအဲ့မှာလောက controversy အကြီးကြီးဖြစ်သွားတာတချို့ကလည်းဒီဟာကြီးကဒီလိုထောင်ဖမ်းတာကြီးကမမိုက်ဘူးပေါ့နော်မမိုက်ဘူးဒါလူတွေရဲ့မကောင်းတဲ့ dark side ကိုအတင်းဆွနေလို့ပဲပေါ့နော်အဲ့လိုပြောတယ်တချို့ကြောက်လည်းဒါဖြစ်တင်တယ်ဒီလိုကောင်တွေကဒီလိုလုပ်ပြီးမှမှတ်မှာဆိုပြီးတော့ပြောတယ်အဲ့လိုပေါ့နော်အဲ့နဲ့ခုနကလိုဖြစ်သွားအဲ့လူရဲ့အဲ့သူ့နာမည်က Louis Conrad လို့ခေါ်တယ်အဲ့လူရဲ့ညီမတရားထဆွဲတာဒီလားဒါက suicide မဟုတ်ဒါ murder ဘာလို့ဆိုတော့ဒီလိုမျိုးလုပ်တယ်ဆိုတာဒါကြီးကတရားမျှတမှုမရှိဘူးဘာညာပေါ့နော်သူတို့ရဲ့ viewership အတွက်ဒီလိုလူတယောက်ရဲ့ဘဝကိုအဲ့လိုဇောက်ထုံးမျိုးပေါ်ဖြစ်အောင်လုပ်တယ်အဲ့လူကရှေ့မှာလည်း record မရှိဘူး by the way record မရှိဘူး तू ကယောက်ျားချင်းစိတ်ဝင်စားတယ်မှန်တယ်ဒါပေမဲ့အဲ့လိုအခုကပထမဆုံးကအဲ့လိုဖြစ်သွားအဲ့လိုဖြစ်အောင်လဲသူတို့ကစွဲတာကွာသိလားပြောရရင်လက်ခုပ်ဆိုနှစ်ဖက်တီးမှမြည်ရဆိုပေမဲ့ဒီလိုကိစ္စမှာတော့နှစ်ဖက်တီးလည်းမမြည်သင့်ဘူးလေတကယ်ဟိုကမိုင်းတာဟိုအသက်မပြည့်သေးဘူးခလေးကဘယ်လောက်ပဲဆွဲကိုကမလုပ်ပါဘူးသိရမလားအဲ့တက်ကရှိရမှာမလူချင်းဝင်ဗျာဒါပေမဲ့အဲ့ဒါကိုတချို့ကလည်းနေပြီးပြောတယ်သိရမလားဒါကြီးကအဲ့လိုတမင်းထောင်ဖမ်းတာကြောင့်မကောင်းလွယ်ရင်တကြွယ်အောင်လက်မနေဘူးဆိုတဲ့စကားလို့ပေါ့နော်လူတွေရဲ့ဒီတမာရီကိုမယံရံအောင်ကန်နှဲ့ပြီးတော့အဲ့လိုမျိုးလုပ်တယ်ဆိုတော့ပြစ်ချက်တွေပေါ့ဗျာအဲ့လိုမျိုးသူတို့ကစွတ်ဆွဲကြတယ်အဲ့လိုနဲ့ controversy နှစ်ဖွဲ့ဖြစ်သွားပြီးနောက်တော့ခုန lawsuit ကလည်းဟိုကလည်းတရားထဆိုရ lawsuit လုပ်တယ်လုပ်တော့တန်း100ကျော်လာပြီအဲ့ဒီအချိန်တုန်းက2006လောက်တုန်းကတန်း100ဆိုတာနဲတာမဟုတ်ဘူးအဲ့ဒါကတောင်းတော့နောက်ဆုံးကျတော့သူတို့ဘာဖြစ်လဲဆိုတော့အဲ့ကိစ္စကော့အပြင်ပါမှာတရားရုံးပြင်ပါမှာကြေးအေးလိုက်ကြတယ်နှစ်ဖွဲ့ကကြေးအေးပြီးတော့ MBC ကလည်းအဲ့ခုနသူ့ရဲ့ To Catch a Predator ဆိုတဲ့ဟာကိုရက်တက်မလိုက်တယ်အဲ့ဒါကိုထပ်ပြီးမလွှင့်တော့ဘူးเนาะဆိုတော့အဲ့ဒီဥစ္စာကနိုဝင်ဘာ2004မှာစပြီးတော့နိုဝင်ဘာ2006မှာပဲပြီးပါတယ်အဲ့ဒီစီစဉ်ကသိလား Chris Hansen လည်းတခြားနေရာရောက်သွားတယ်ပေါ့နော်အဲ့မှာဘာဖြစ်လဲဆိုတော့ဒီရုပ်ရှင်ကဘယ်လိုဆက်လဲဆိုတော့သူတို့ရဲ့ဒီ trailer ရပေါ့နော်ဒီ Louis Conrad ရဲ့ case ကိုဦးတည်ပြီးသွားတာသိလားဒီ show ရဲ့ဆက်ဆခြင်းဒီ To Catch a Predator ရဲ့အစာပိုင်းနဲ့တဖြည်းဖြည်းနဲ့နောက်ဆုံးသူတို့ဒီထက်ပိုပြီးတော့ကြီးတဲ့ငါးကိုဖမ်းမယ်ဆိုပြီးတော့ခုန Louis Conrad စီကိုဦးတည်သွားတဲ့ဇလန်းသွားမျိုးလို့ကျွန်တော်ထင်တယ်ဆိုတော့ based on a true story လို့ပြောထားတယ်ဒါပေမဲ့ loosely ပဲဖြစ်မှာမသိဘူးမလားကြားထဲမှာတော့သူတို့ထည့်အောင်ပါဘောနော်ဇလန်းလေးဆိုတော့ဒီကားကတော်တော်စိတ်ဝင်စားဖို့ကောင်းပါဒီ show ကိုယ်တိုင်လည်းစိတ်ဝင်စားဖို့ကောင်းတာဟုတ်ဒီ To Catch a Predator ဆိုတာပြီးတော့လူတိုင်းကအဲ့ To Catch a Predator series အရန်ပေါက်သွားတာအရန်ပေါက်သွားတော့အဲ့အချိန်မှာ Chris Hansen ဘယ်သူလဲဆိုတာလည်းအရန်သိချင်ကြတယ်သူ့နောက်ကြောင်းလည်းသိချင်တယ်သူဘာကြောင့်ဒီ show ကိုလုပ်တာလဲသိမလားအဲ့လိုမျိုးဗျာဘာလို့ဆိုတော့အရန် controversy ဖြစ်တာဟုတ်တချို့ပြောတော့ရဲတွေကလည်းဒါရဲတွေအလုပ်သိရမှာဒီ TV show host လုပ်ရမယ်အလုပ်မဟုတ်ဘူးလူတွေကိုဖမ်းတာတရားဘယ်လိုပြောမလဲ judge jury executioner လုပ်တယ်ပေါ့နော်တယောက်တည်းရပဲတရားစီရင်တယ်တယောက်တည်းရပဲအပြစ်ပေးတယ်အဲ့လိုဖြစ်နေရဆိုပြီးတော့ပြောကြရဗျာအများကြီးပဲဆိုတော့အဲ့လိုအရန် controversy ဖြစ်ခဲ့တဲ့အရှုပ်ထုတ်ကြီးကိုအခုရုပ်ရှင်ရိုက်မှာဗျအဲ့ဒီမှာကျွန်တော်သတိထားမိတာ trailer မှာ Robert Pattinson ရဲ့ acting ကလုံးဝအရန်ကျွတ်စင်အရန်ကောင်းတာပဲတကယ်ကို intense ဗျာဒီလားအပြင်မှာကျွန်တော်ဒီ To Catch a Predator တော့ကြည့်ဗျာ YouTube မှာရှိတယ်အဲ့ဒီမှာ Chris Hansen ရဲ့ပုံစံအဲ့လောက်ကြီးမခတ်ထန်အောင်သူ့မျက်နှာဒါပေမဲ့ဒီမှာ Robert Pattinson ကလုံးဝခတ်ထန်နေမျက်နှာကြီးတရုပ်ဆောင်တာသိလားကျွန်တော်ထင်တာမှားဆိုလို့ရှိရင်ဒီ trailer ရဲ့ trajectory ရဲ့ရုပ်ရှင်ကသူကဘယ်လိုလဲဆိုဒီ controversy ကိုဦးစားပေးပြီးပြလိမ့်မယ်ပြီးလို့ရှိရင် Chris Hansen ရဲ့ဒီတဖြည်းဖြည်းနဲ့တက်လာတဲ့လောဘပဲသူ့ရဲ့အစီအစဉ်အောင်မြင်စေခြင်းနဲ့လောဘကြီးအကြောင်းသူပြလိမ့်မယ်ဘာလို့ trailer ထဲမှာအဲ့ vibe တွေအရင်ရတယ်အဲ့ဒီမှာနောက်ထပ်မင်းသားတစ်လက်ပါတယ်အဲ့မင်းသားဆိုလို့ရှိရင်သူကကျွန်တော် Superman ကားထဲမှာပါတယ်လေ Superman ကိုသတင်းပေးနေတယ်အဲ့ဒီဒါပေါက်စာတွေလားမသိဘူးအဲ့လူအနေနဲ့ပေါ့နော်အဲ့အမြင်သားပါတယ်အဲ့လူကကြောင့်ဘာလို့လဲဆိုတော့
ဒီ Louis Conrad တို့ဘာလို့လို့အဲ့လိုယောက်ျားကြီးတွေဗျာအဲ့လိုယောက်ျားငယ်လေးကိုသဘောကျတဲ့ဘဲကြီးအဲ့ဘဲကြီးကိုထောင်ဖိုင်းတဲ့ဒီကွိုင်းအပြင်မှာအဲ့ကောင်လေးရှိတယ်အဲ့ကောင်လေးကကျတော့ခုန perverted justice ကပဲအဲ့ကောင်လေးရဲ့နေရာတယောက်ဆောင်မင်းလား main ကလေးကျတော့လက်ရှိတယ်သူတို့ကအဲ့လိုဒီကွိုင်းနှစ်မျိုးရှိရဗျာmain ကလေးဒီကွိုင်းယောက်ျားလေးဒီကွိုင်းပေါ့နော်ထားပါတော့ဆိုတော့အဲ့လိုမျိုးပြထားတယ်ပြီးတော့အဲ့ထဲမှာတရုပ်ဆောင်ချက်တွေက Robert Pattinson တရုပ်ဆောင်ချက်တွေအကုန်လုံးကအခုတည်းအကြီးကျူးနေပြီတော်တော်ကောင်းတယ်ပေါ့နော်သူ့ရဲ့ဥစ္စာပါဝါအပြည့်တကယ် fearance ဖြစ်တယ်ကြောက်ဖို့ကောင်းတော့တရုပ်ဆောင်နိုင်တယ်ဆိုပြီးတော့ပြတယ်ပြီးတော့ဒီမှာလည်းသူကအဲ့လို career driven ဖြစ်နေတယ်လို့ပေါ့နော်အဲ့လိုပုံစံမျိုးပြထားတယ်ဆိုတော့ကျွန်တော်ထင်တာမှားလို့ဆိုလို့ရှိရင်ဒီဇလန်က Chris Hansen ရဲ့လောဘဒီ show အောင်မြင်စေခြင်းနဲ့လောဘရဲ့ပြီးတော့တဖြည်းဖြည်းနဲ့ step တွေကြော်လာများသိလားဟိုတဖြည်းဖြည်းနဲ့ out of control ဖြစ်လာဒီ reality show ကြီးอ่ะအဲ့ဒါကိုခုနဇလန်ရဲ့ဇက်ရှိအမြင့်ဆုံးကို Louis Conrad ဖြစ်ရပေါ့နော်နောက်ဆုံးသူ့ကိုယ်သူတက်သေးပါတယ်ဖြစ်ရမှာအဆုံးသတ်နေမယ်ကျွန်တော်ထင်တယ်အဲ့ဒါရဲ့ aftermath ကိုလည်းနည်းနည်းပြနေမယ်ကျွန်တော်ထင်တယ်အရင်စိတ်ဝင်စားဖို့ကောင်းပါအရင်စိတ်ဝင်စားဖို့ကောင်းပါimagine ကျွန်တော်တို့ဒီထားပါမြန်မာနိုင်ငံ show host တယောက်ရဲ့ဇလန်ကိုရိုက်မယ်ဆိုလို့ရှိရင်တော့မှဟိုဘလို့သွားမယ်ဆိုတဲ့ angle ရှိရတယ်သူ့အကောင်းပြမှာလားအဆိုးပြမှာလားအခုဒီမှာလည်းအဲ့လိုပဲဒီ show ကိုကြောင်အကောင်းလည်းပြောလို့ရတယ်အဆိုးလည်းပြောလို့ရတယ်အကောင်းပြောမယ်ဆိုလို့ရှိရင်သူကကြော vigilante ပြဒီလိုမျိုး predator တွေပပျောက်ရေးအတွက်သူကြိုးစားနေအဆိုးပြောမယ်ဆိုလို့ရှိရင်တော့လူတွေရဲ့ privacy ကိုထိပါတယ်လူတွေကို manipulate လုပ်တယ်ဒီမကောင်းမှုကိုမကျူးလွန်ခြင်းလားအောင်တွန်းပို့တယ်ဆိုတော့narrative တွေလည်းရှိရပါတော့ anyway ဒီ trailer တော်တော်စိတ်ဝင်စားဖို့ကောင်းတယ် A24 ကရိုက်တဲ့ကားတော့မှပေါက်တဲ့ကားတွေအများကြီးရှိပြီမဲ့မပေါက်တဲ့ကားတွေလည်းအများကြီးပဲဒီကားပေါက်တဲ့ကားဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းတယ်ဘာလို့ဆို Robert Pattinson ရဲ့ acting career ကိုကျွန်တော်အရန်ကိုလေးစားထားကြနေတော်တော်သဘောကျနေအရန်မိုက်တယ်ဆိုတော့ဒီကားထွက်လာလို့ရှိရင်လည်းကျွန်တော်တက်ကြည့်ပြီးတော့ review ပေးပါမယ်ခင်ဗျာကြည့်ရှုပေးရတဲ့ကျေးဇူးများတင်ပါတယ် see you